အားလုံးသာလီစွာပါယနေ့ကကျွန်တော်စကားရှိတခွန်းရှိလောက်ပရိုရှင်ပါတယ်အဓိကတော့ကကျွန်တော်တို့လက်မရာကပြပမှာအလုံးလုံးကိုင်းနေတဲ့ဒီလက်မသူလက်မသားတီကိုပရိုရှင်တာပါအခုကျွန်တော်လက်မရာမှာဖုန်းကြောင်းကကမ်ဘာပရိုဂျက်လို့ရှောင်းတွေကြဖို့ဖိုင်နေပါရတဲ့လို့ဖုန်းကြောင်းကို profile ရပါဘူးဒီဖုန်းကြောင်းကို profile ဖို့ကိစ္စဒီနေ့လေဒီရာဂလူတီအကူကြီးတောင်းထားပါတယ်ဒါပဲလို့ဆိုသူများငှားထည့်ရပါဘူးဒီဖုန်းကြောင်းကို profile ပြီးနောက်ပိုင်းမှာဖုန်းကြောင်းကိုအသိပြန်ဆောက်ပါဘူးအသိပြန်ဆောက်ဖို့နေရာကတော့ကကျွန်တော်တို့ rubber ကကံမုံနာမှာဆောက်ဖို့လို့နေရာရှာထားတယ်လို့ပြောပါတယ်ဒီဖုန်းကြောင်းအသိပြန်ဆောက်ဖို့ကိစ္စဒီမှာလေရာသတိကဆယ်ရီပယ်မငယ်တီကမတက်နိုင်ပါရန်တနလို့ဒီကျွန်တော်တို့လက်မရာကပြပမှာလာရအလုံးလုံးပဲနေတဲ့ဒီလူပြီးလူငယ်ရှိတဲ့အားလုံးအနေနဲ့ကိုရောက်တဲ့နေရာကနေကိုတက်နိုင်တဲ့လောက်ပါဝင်လူတက်ပြီးခဲ့ပါလို့ပြောချင်ပါတယ်အားလုံးဒါလေးဆိုပါ